လိုက်တော့မယ်နော်ဟုတ်အားလုံးပဲမင်္ဂလာပါညီမနာမည်ကတော့စိတ်နဲ့နိုင်လို့ခေါ်ပါတယ်ညီမကအခုလက်ရှိ Thammasat University ရဲ့ SIT မှာDigital Engineering နဲ့PhD တက်နေရပေါ့နော် PhD candidate တယောက်ဖြစ်ပါတယ်ညီမရဲ့ research focus က medical image processing ကိုမှဒီ retinal image တွေနဲ့ဟာကို machine learning တို့ deep learning တို့နဲ့ focus ထားပြီးတော့ classification segmentation localization စတဲ့ medical image processing နဲ့ဆိုင်တဲ့ research တွေကိုလုပ်နေရပေါ့နော်ဒီနေ့ညီမ sharing လုပ်သွားမှာညီမရဲ့ Taiwan မှာတွေ့ခဲ့တဲ့ဒီ Taiwan internship experience ပေါ့နော် introduction အနေနဲ့ဆိုလို့ရှိရင်Taiwan ညီမသွားခဲ့တဲ့ scholarship internship program ကသူတို့က deep လို့ခေါ်တဲ့ Taiwan Experience Education Program ပေါ့နော်သူတို့ကအနည်းဆုံး3လသွားရတယ်များသွားပြီးဟုတ်တယ်3လကနေ6လအတွင်းပေါ့နော်ဒီကိုသွားတဲ့ lab ပေါ်မူတည်ပြီးတော့ကွာတယ်အဲ့ scholarship ပေးရပေါ့နော်living allowance ပေးရအဲ့လို scholar internship paid internship type မျိုးဖြစ်တယ်ညီမသွားခဲ့ university ကကြတော့National Chongqing University လို့ခေါ်တယ်သူကတော့ Taipei မြို့ပေါ်မှာမဟုတ်သူကရှားကြီးလို့ခေါ်တဲ့Taipei ရဲ့တခြားမြို့ပေါ့နော်တခြားဒီTaipei ကနေနည်းနည်းဝေးတဲ့တခြားမြို့မှာရှိတဲ့ university ဖြစ်တယ်ညီမ12 weeks သွားခဲ့ရဆိုတော့ May ကနေပြီးတော့ August December internship ပုံစံအနေနဲ့သွားခဲ့ရပါဒီမှာဆိုလို့ရှိရင်ညီမရဲ့ main highlight ကကြတော့ hyper ညီမထိုမှာလုပ်ခဲ့တဲ့ research ကကြတော့အဓိကဘာကို focus ထားလဲဆို hyperspectral band selection for multi-class retinal disease classification ပေါ့နော်အဲ့အဓိက hyperspectral imaging ကိုအခြေခံပြီးတော့ဒီ retinal disease တွေကို classification ပေါ့နော်ဒီ retina ဘယ်ဒီ retina retina ဒီ retina image တွေကိုကြည့်ပြီးတော့ဘယ်ယောဂ type မျိုးလဲခွဲတဲ့ classification ပုံစံနဲ့လုပ်ခဲ့ research ပေါ့နော်ပြီးတော့ဒီမှာဆိုလို့ရှိရင်ညီမရဲ့ all about Taiwan experience ဖြစ်တဲ့အတွက်internship အချိန်တွင်းမှာညီမတက်ခွင့်ရခဲ့တဲ့ workshop အကြောင်းရယ်ပြီးတော့ညီမတို့ lab ကနေလုပ်တဲ့ small group project competition ရှိရယ်အဲ့ group project အကြောင်းလေးရောပြီးတော့ company visit သွားခဲ့ရတာရှိရယ် and တခြားပေါ့နော် Taiwan နဲ့ပတ်သက်ပြီးတော့ experience နည်းနည်းပါးလေးပြောပြသွားမှာဖြစ်ပါတယ်အဲ့ဒါဆိုတော့ဒီမှာလဲတွေ့ခဲ့မယ်ထင်တယ်ညီမပြောခဲ့တဲ့ hyperspectral imaging ပေါ့နော်အများကြီးတော့ဟို theory detail သွားတာမဟုတ်ဘဲနဲ့ hyperspectral imaging ဆိုတာဘယ်လိုမျိုးလဲဆိုတာမျိုးတော့ introduction လေးအနေနဲ့ပြောပြချင်တယ်ပေါ့နော်ပုံမှန်ညီမတို့ဥမာ photo တွေဓာတ်ပုံတွေရိုက်လိုက်တဲ့ဖုန်းတွေနဲ့ပဲဖြစ်ဖြစ် camera တွေနဲ့ပဲဖြစ်ဖြစ်ရိုက်လိုက်တဲ့ဟာကြတော့ညီမတို့က digital image တွေကတော့ RGB ပဲများသောအားဖြင့်ကred green blue ဒီ3မျိုးအခြေခံဒီ color 3မျိုးအခြေခံထားတဲ့ image တွေပဲသူ့မှာဆိုလို့ရှိရင် information ကဒီ image တစ်ခုကိုကြည့်လိုက် information ကchannel 3ခုဟာပဲ red channel ရှိမယ် green channel ရှိမယ် blue channel ရှိမယ်3ခုစာပဲရှိမယ်ပေါ့နော်ပြီးရင်အဲ့ရနေမှာတစ်ဆင့်မြင့်သွားတယ်သူက multi spectral ဆိုပြီးတော့ဥမာchannel 4-5ခုနဲ့color image တွေရှိမယ်ပေါ့နော်ဒါပေမဲ့ hyperspectral ကကြတော့ wavelength နဲ့သွားတာသူ့မှာကြတော့ဒီမှာလဲ definition ရေးထားတယ်သူက hyperspectral imaging ကကြတော့ advanced optical techniques ပေါ့နော် that capture image across hundreds of narrow spectral band သူကဒီ RGB ရဲမှာသူက narrow spectral band တွေကိုသူက capture လုပ်နိုင်တာပေါ့နော်ဒီ each pixel ပေါ်မှာမူတည်ပြီးတော့များသောအားဖြင့်အခုသူ့မှာဆိုလို့ရှိရင်တော့အများကြီးရှိတယ် X-ray တို့ UV တို့ဘာလို့ရှိရဲဒါပေမဲ့ညီမတို့ research မှာအဓိက focus ထားခဲ့တာဒါဒီ380 nanometer ကနေပြီးတော့750 nanometer ကြားမှာရှိရဲ visible color ပေါ့နော်အဲ့ဟာပေါ်မှာမူတည်ပြီးတော့ဒီအဲ့ဟာရဲ့ hyperspectral band ကို focus ထားပြီးတော့image တွေကိုအဲ့ hyperspectral band range information ရှိရဲ့ image တွေကို focus ထားပြီးတော့လုပ်တဲ့ research မျိုးပေါ့နော်ဒါ hyperspectral imaging လို့ခေါ်တယ်သူကကြတော့ပုံမှန် image တွေနဲ့ပုံမှန် image တွေနဲ့ဘယ်လိုကွာလဲဆိုလို့ရှိရင်ဒီမှာ application ဘိုင်းမှာဆက်ပြောရမယ်ပေါ့နော်အခုနောက်ပိုင်းဆိုလို့ရှိရင်သူက very မှာသုံးလာလဲဆို agriculture တို့environmental monitoring like air pollution water quality အဲ့လိုမျိုးရှိမယ်ပြီးတော့အဓိက medical imaging မှာဆိုလည်းအများကြီးသုံးလာတယ်ပြီးတော့ food safety အဲ့လိုမျိုးသူ့ရဲ့ application ကတော့အများကြီးရှိရပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ဥပမာ medical imaging ပေါ့ medical imaging မှာဆိုလို့ရှိရင်ကြတော့သူတို့ detecting tumor တို့tissue တို့ဆိုလို့ရှိရင်ပုံမှန် RGB channel 3ခုမှာပဲမြင်ရတာထက်သူ
တခြားသူ့ရဲ့ narrow spectral band နဲ့ဖြစ်တဲ့အတွက်ပို့ပြီးတော့အသေးစိတ်ကျသွားတဲ့အတွက်ပုံမှန် image မှာ RGB မှာမမြင်နိုင်တဲ့ tissue သေးသေးလေးတွေအဲ့လို small changes လေးတွေကအစားသူ့ရှင်မှာပြပေးနိုင်တယ်ပေါ့နော်အဲ့လိုပဲ water quality air pollution အဲ့လို image တွေမှာ detect လုပ်တဲ့နေရာမှာဆိုရင်လည်းသူကပို့ပြီးတော့ကောင်းတဲ့ result တွေကိုပြရဲဆိုပြီးတော့လည်း research တွေမှာရှိရပေါ့နော်အခုညီမသွားခဲ့တဲ့ lab မှာဆိုလို့ရှိရင်တို့အဓိကလုပ်နေတာ environmental နဲ့ဆိုင်တာလုပ်နေတာရှိရပြီးတော့ medical imaging ကိုတို့အဓိက focus ထားရပေါ့နော်အဲ့ထဲမှာမှညီမကဒီ paper နဲ့မိတ်ဆက်ပေးမယ်ပေါ့နော်ဒါညီမသွားခဲ့တဲ့ဒီ lab ကနေပြီးတော့သူတို့ publish လုပ်ထားတဲ့ paper ပေါ့နော်HS ဆိုင်ရာကျတော့ hyperspectral imaging ကိုသူက short form အနေနဲ့ခေါ်တာပေါ့နော်သူကဒီ paper မှာဆိုလို့ရှိရင် small intestinal bleeding predation by spectral reconstruction through band selection သူတို့ရဲ့ lab မှာကျတော့သူကပုံမှန်ဆိုရင်hyperspectral imaging ကိုသုံးချင်တယ်ဆိုရှင်သူ့အတွက် special camera လိုတယ်ပုံမှန်ဒီဖုန်းတွေ camera တွေနဲ့မရဘူးသူ့ရဲ့ hyperspectral image တွေကို detail capture လုပ်နိုင်တဲ့သူ့ရဲ့တီးသက်လိုမျိုး special camera တွေလိုတယ်ပေါ့နော်အဲ့ဒါဈေးလဲကြီးရယ်ဒါပေမဲ့သူတို့ lab မှာလောက်ထားတဲ့ဟာကြတော့သူတို့ကsafe algorithm လို့ခေါ်တယ်ညီမဒီမှာလည်းပါတယ်spectral aided vision enhancer ဒါ safe algorithm လို့ခေါ်တယ်သူကအဲ့ software တခုကိုသူက create လုပ်ထားတာအဲ့ software ဟာကို detail သိချင်ရင်တော့ဒီ link တွေကနေပြီးတော့သူတို့ရှိမှာဒီဝင်ကြည့်လို့ရတယ်ပေါ့နော်သူတို့ကကြတော့အဲ့ software မှာဆိုရင်သူကပုံမှန်ဒီလိုမျိုးဒီ RGB image တွေကနေပြီးတော့သူက hyperspectral imaging ကိုအဲ့ algorithm နဲ့ပဲသူကပြောင်းတာပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့ဟာကိုသူတို့ paper ထဲမှာတေချာ detail ရှင်းပြထားတယ်ပြီးရဲ့အချိန်မှာသူတို့ကဒီ gastro bleeding ပေါ့နော်အဲ့ဟာကိုသူက bleeding ဖြစ်နေရလားမဖြစ်နေဘူးလားဆိုတဲ့ဟာကို classification လုပ်တဲ့ image တွေကို classification လုပ်တဲ့ဟာမှာသူကပြောပြထားရပေါ့နော်ဒီပုံမှန် RGB image တွေကိုသုံးတာထက်ဒီလိုမျိုး hyperspectral imaging တွေကိုသုံးတာပိုကောင်းတယ်ဆိုတဲ့ဟာကို proof ပြထားတယ်ဒါပေမဲ့ hyperspectral imaging ကိုသုံးနေကြတော့သူက380ကနေပြီးတော့900ဆိုတော့သူက401 band အောင်ရှိတာဆိုတော့အများကြီးပဲ band range ကအရင်ကျယ်တယ်အဲ့ဒါကြောင့်မလို့သူက band တိုင်းမှာတော့ဒီ band range တစ်ခုတိုင်းမှာတော့သူက image ကကောင်းနေမယ်လို့မဆိုလို့ဘူးအဲ့အတွက်ကြောင့်မလို့ဥပမာဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ကြတော့ဒီဒါကကြတော့ပုံမှန် A ရကြတော့ဒါသူတို့ရဲ့A ရကြတော့ဒါပုံမှန် RGB image ပဲပေါ့နော်white light image လို့လည်းခေါ်တယ်RGB ကိုမှအဲ့ပုံမှန် image ပဲဒါပေမဲ့ B ဆိုလို့ရှိရင်ကြတော့သူက950ကနေပြီးတော့band range ကနေပြီးတော့သူက980 band range ကြားကိုအဲ့ဟာကို image ကိုထုတ်လိုက်အဲ့ဟာကိုပဲ focus ထားပြီးတော့ image ထုတ်လိုက်ရင်ကြတော့သူကအဲ့ဘက်ကကြတော့အများသောအားဖြင့် red back ကိုသွားတဲ့ဟာဆိုတော့သူကအနီရောင်ဟာကိုပုံမြင်ရမယ်ပြီးလို့ရှိရင်သူက band ကိုမှဒီ band range တစ်ခုကိုပဲဒီ950 980ကြားတွေကနေထုတ်လို့ရတဲ့ band လည်းရှိသလိုသူတို့ရဲ့အဲ့ algorithm မှာမဟုတ်ဘူးဒီအဲ့လိုမျိုး band နှစ်ခု band range နှစ်ခုကိုပေါင်းပြီးတော့ထုတ်လို့ရတာမျိုးလည်းရှိရဲပေါ့နော်အဲ့ဟာကကြတော့သူတို့အဲ့ဒီဟာတွေကိုလုပ်ဖို့ကြတော့သူကအဓိက research paper တွေကိုလည်း medical ကို technical ဆိုင်တဲ့ research paper တွေကိုလည်းဖတ်တယ်ပေါ့နော်ဖတ်ပြီးတော့မှအဓိကဘယ် band range မှာဆိုလို့ရှိရင်ပို့ပြီးတော့ပြနိုင်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်သူတို့ရဲ့ research paper ထဲမှာဆိုလို့ရှင်ကြတော့ band range တိုင်းမှာကreset ကRGB ထက်ပိုကောင်းနေတာမဟုတ်ဘူးပိုကောင်းတဲ့ band range ကတစ်ခုပဲအဲ့လိုမျိုးတစ်ခုပဲလည်းဖြစ်နိုင်တယ်နှစ်ခုပဲလည်းဖြစ်နိုင်တယ်ပေါ့နော်တခြား band တွေမှာတခြားလိုမျိုး image တွေကလည်းပိုမကောင်းတာဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့တို့ကကြတော့ proof ပြထားတယ်တို့ RGB band range ကိုသုံးပြီးတော့လုပ်ပြထားတဲ့ဒီ image နှစ်ခုမှာဆိုလို့ရှိရင်တော့တို့ရဲ့ accuracy classification accuracy ပေါ့နော်ဒီ image တွေကသွေးထွက်နေတာ bleeding ဖြစ်နေရလား non bleeding လားဆိုတာမျိုးတေချာ classification လုပ်ပြနိုင်ထားရဲဆိုတာမျိုး proof ပြထားတယ်အဲ့အတွက်ကြောင့်မလို့RGB ကိုသုံးတာထက်ဒီ hyperspectral imaging ကပို့ပြီးတော့ effective ဖြစ်တယ်ဆိုတာမျိုး proof ပြထားတာပေါ့နော်ပြီးတော့သူတို့ရဲ့ safe algorithm ဆိုရဲပုံမှန်ဆိုလို့ရှိရင် HSI hyperspectral imaging ကိုလိုချင်လို့ရှိရင်special camera တွေသုံးရတယ်အဲ့ဆိုလို့ရှိရင်ဈေးကြီးရယ်ဒါပေမဲ့သူတို့ရဲ့ paper မှာကျတော့သူတို့ကရိုးပုံမှန်ဒီလိုမျိုးပုံမှန်ပဲဒီ like
CT image တို့ MRI image တို့ပဲဖြစ်ဖြစ်ပုံမှန်မျက်လုံးဆိုလဲ Fantas image တို့ပဲဖြစ်ဖြစ်ရိုးရိုး3D RGB image တွေကိုပဲသူတို့ရဲ့ algorithm ကိုသုံးပြီးတော့သူတို့ကhyperspectral ကိုပေါ့နော်ပြောင်းနိုင်တယ်ဆိုတဲ့ဟာကိုပြထားတာပေါ့နော်အဲ့ဒါဆိုတော့ပို့ပြီးတော့ဈေးတက်တာရယ်ဒါ medical ကိုတခြား field တွေမှာပို့ပြီးတော့အသုံးဝင်နေဆိုတဲ့ဟာမျိုးပေါ့နော်သူတို့ကဒါသူတို့ software လောက်ထားတာပေါ့နော်အဲ့ဟာကိုမှအဲ့ software ကိုမှ base ထားပြီးတော့ညီမတို့ရဲ့ project မှာပြန်ပြီးတော့ apply လုပ်တာပေါ့နော်ညီမရဲ့ project ကကြတော့ဒီ hyperspectral imaging ပဲဒါပေမဲ့အဲ့ဒီ safe algorithm ကိုသုံးပြီးတော့ညီမကကြတော့မျက်လုံး retina image တွေကိုအဓိကထားတာဖြစ်တဲ့အတွက်ဒီ retina fantas image တွေကနေမှတဆင့်ဒီ hyperspectral imaging ကို hyperspectral image တွေကိုဒီ safe algorithm နဲ့ပြောင်းနေပေါ့နော်ဒါပေမဲ့ဒီဟာကကြတော့သူတို့ရဲ့ algorithm နဲ့သူတို့ရဲ့ software ကကြတော့သူက confidential ဖြစ်တဲ့အတွက်intern တွေကိုပေးမပြောင်းပေါ့နော်ဆရာကိုပဲညီမတို့ research လုပ်ရတယ်ပြီးသွားလို့ရှိရင်ဒီ paper မှာဒီ example သူတို့ရဲ့ research အရင် previous paper မှာလုပ်ခဲ့တယ်လို့ပဲဥပမာညီမရဲ့ retina image တွေဆိုလို့ရှိရင် band selection ကတော့ပို့ပြီးတော့ band range တွေကတော့ပို့ပြီးတော့effective ဖြစ်နိုင်တယ်ဆိုတာမျိုး research လုပ်ထားတဲ့ band range တွေကိုပေးရတယ်အဲ့ချိန်မှာဆရာကနေပြီးတော့image တွေဒီလိုပဲမတူတဲ့ဟိုလို band range တွေကိုအခြေခံပြီးတော့ image တွေကို convert လုပ်ပြီးတော့ hyperspectral image တွေကိုရရဲပေါ့နော်အဲ့ဒါကိုမှအခြေခံပြီးတော့ညီမတို့က machine learning နဲ့ deep learning techniques တွေကိုသုံးပြီးတော့multi classes retinal disease classification ကိုလုပ်တာပေါ့နော်ညီမရဲ့ retina disease တွေမှာဆိုလို့ရှိရင်သူက cataract ပါမယ် AMD ပါမယ် glaucoma ပါမယ် diabetes and dementia အသေးစိတ်ကိုတော့နောက် slide မှာရှင်းပြမယ်ပေါ့နော်ဒီဟာဆိုလို့ရှိရင်ကြတော့ညီမတို့မျက်လုံးကို detect လုပ်တဲ့ဟာမှာဆိုလို့ရှိရင် Fantas image လို့ခေါ်ရပေါ့နော်သူက fundamental အဖြစ်ဆုံးပဲပြီးလို့ရှိရင်သူကOCT တို့တခြားOCT တို့ imaging techniques တွေနဲ့ရှင်ရင်သူက fundamental အဖြစ်ဆုံးနဲ့ဈေးအသက်သာဆုံးပေါ့နော်အဲ့လိုဆိုတော့ဒါ Fantas image တွေကိုသုံးပြီးတော့ဒါဆိုရင်ယောဂ5မျိုးကို classify လုပ်တာပေါ့နော်ဒါဆိုညီမမှာရှိရဲ့ glaucoma AMD glaucoma ကျတော့ damage of optic nerve ပြီးလို့ရှိရင် AMD ကကြတော့သူက age related macular degeneration ပေါ့နော်အဓိကအသက်အရွယ်ကြောင့်ဖြစ်တဲ့ဟာပေါ့နော်မျက်လုံးမှာပြီးလို့ရှိရင် degeneration of the macula for central retina သူကကြတော့သူ့ရဲ့ vision loss ကကြတော့ mainly in central vision မှာဒီ central vision မှာ affect ဖြစ်တာပေါ့နော်အဲ့ဒါရှိမယ်ပြီးရင် DR ဆိုတာကြတော့ diabetes retinopathy လို့ခေါ်တဲ့အဲ့ဟာကကြတော့သူက retinal blood vessel damage ဖြစ်တာဘာကြောင့်ဖြစ်တာလဲဆိုလို့ရှိရင်ဒီ diabetes ကြောင့်ကနေပြီးတော့ဖြစ်လာတဲ့ယောဂပေါ့နော်ပြီးရင် cataract ကကြတော့သူကမြန်မာလိုဆိုတိမ်ဆွဲတာအဲ့လိုမျိုးဟာပေါ့ပြီးလို့ရှိရင် cataract ရှိမယ်နောက်ဆုံးတစ်ခုကကြတော့ dementia ပေါ့နော် dementia ကကြတော့သူဒီ memory နဲ့ဆိုင်တဲ့ဟာပြီးတော့ဒီ memory နဲ့ဆိုင်တဲ့ယောဂဒါပေမဲ့သူကမျက်လုံးမှာလည်း affect ဖြစ်တဲ့ဟာမျိုးတော့သူကအဲ့လိုဆိုတော့အဲ့ project မှာတော့ဆိုလို့ရှိရင်project manager ကဒီ image data set ပေါ့နော်ဒီယောဂ5မျိုးပါတယ် image data retina data set ကိုပေးပြီးတဲ့အချိန်မှာအရင်ဆုံးလောက်ရကြတော့ဒီအရင် paper တွေမှာပေါ့နော် hyperspectral imaging သုံးထားတဲ့ paper များသောအားဖြင့်သူတို့က previous work တွေတုန်းကကြတော့ hyperspectral imaging ကိုသုံးတယ်ဒါပေမဲ့သူက glaucoma ဆိုလို့ရှိရင်လည်းဒါကnormal ပဲလားဒီလိုမျိုးဥမာဒီလိုမျိုး Fantas image မှာFantas image မှာ normal ဖြစ်နေတဲ့ဟာနဲ့ glaucoma ဖြစ်နေတဲ့ဟာနဲ့နှစ်မျိုးကိုပဲသူတို့ကခွဲပြထားတာပေါ့နော်ဒီband range ကကောင်းတယ်ဒါပေမဲ့သူတို့ရှိမှာအခုလက်ရှိလုပ်ထားတဲ့ research ဒီမှာကျတော့ယောဂ3-4မျိုးကိုခွဲပြထားတာမရှိဘူး cataract ဆိုလဲသူက cataract တစ်ခုအတွက်ပဲ AMD ဆိုလဲသူက AMD တခု AMD ပဲပေါ့နော်အဲ့လိုဘာလို့လဲဆိုသူက cataract တို့ AMD တို့ကကြတော့သူဒီရောပဲသူ့ထဲမှာမှပြန်ပြီးတော့AMD ဆိုလို့ရှိရင်လည်း wet AMD လား dry AMD လား diabetes ဆိုရင်လည်းသူကအမျိုးမျိုးရှိတယ် cataract ဆိုလည်းသူက3မျိုးလောက်ထပ်ခွဲတယ်ပေါ့နော်အဲ့လိုမျိုးဆိုသူတို့ရဲ့ယောဂကိုပဲခွဲပြထားတာတို့ normal လားဒါမှမဟုတ် cataract လားအဲ့လိုပဲနှစ်မျိုးပဲပေါ့နော်binary classification ပုံစံပဲလုပ်ထားတာမျိုးတွေရှိတာသူကကြတော့ဒီလိုယောဂအများကြီးကိုခွဲပြထားတာမျိုးကအခုလက်ရှိဟိုမှာresearch တွေမှာမရှိသေးတဲ့အတွက်ကြောင့်မလို့ mentor ကနေပြီးတော့ assign ချတဲ့ဟာမှာကြတော့သူက hyperspectral imaging ကိုသုံးပြီးတော့သူကယောဂ5မျိုးလုံးကိုခွဲကျင်တာဒါပေမဲ့ယောဂ5မျိုးလုံးကိုခွဲမယ်ဆိုတဲ့အချိန်ကျတော့ဘယ် band range တွေကပို့ပြီးတော့ကောင်းလဲဆိုတာမျိုးကိုလေ့လာရတယ်ပြီးတဲ့အချိန်မှာဒီ image တွေကိုလည်း
အဲ့လိုမျိုးခုနကဒီ paper လိုမျိုးပဲband range တွေ convert လုပ်တယ်ပေါ့နော်ဒါပေမဲ့ညီမကတော့ဒီမှာပုံနေမထည့်တာဘာလို့လဲဆိုဒါဒီလုပ်ခဲ့ research work ကpublish လည်းမလုပ်ရသေးဘူးဒါညီမတို့ဟိုဘက်က work ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဒီဟိုပါပဲ retina diseases image တွေပဲပြလို့ရလို့ပေါ့နော်ဒါပေမဲ့ generally ကတော့သူတို့ရဲ့ workflow တိုင်းပဲဒီ image တွေကို normal ဒီ final studio image RGB တွေကိုသူက hyperspectral imaging တွေကိုပြောင်းပြီးတဲ့အချိန်မှာညီမတို့classify လုပ်ကြည့်ရပေါ့နော်ရိုးဒီ normal ဒီဟိုဟာ RGB image တွေနဲ့ classify လုပ်တာနဲ့ hyperspectral imaging ကိုသုံးပြီးတော့ image ကိုသုံးပြီးတော့ classify လုပ်တာဘယ်ဟာပိုကောင်းလဲပေါ့နော်တကယ်တမ်းလဲညီမတို့ proof ပြခဲ့တဲ့အတိုင်းပဲ hyperspectral imaging ကပိုကောင်းတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူ့ရဲ့ဒီဥမာယောဂတစ်ခု retina disease ဆိုရင်သူတို့ရဲ့ characteristic တွေကလည်းမတူဥမာ AMD ဆိုလို့ရှိရင်ဒီ macular region မှာပို့ပြီးတော့ပြတယ် DR ဆိုလို့ရှိရင်သူကသူ့ရဲ့ characteristics မှာဆိုလို့ရှိရင် hemorrhage တို့ cotton wool တို့အဲ့အရာတွေပါတယ်hemorrhage ကကြတော့အဲ့လိုသွေးဟိုလိုမျိုးဟာလေးတွေရဲ့ပြီးရင်သူက new vessel ထွက်တာဖြစ်တဲ့တော့အဲ့လို vessel တေးလေးတွေသူရဲ့အဲ့လို characteristic တွေကမတူညီမတို့က features လို့ခေါ်ရပေါ့နော်အဲ့လိုမျိုးဟာကိုသူက characteristic တွေ features တွေကိုကြတော့ဟိုဘက် hyperspectral မှာပို့ပြီးတော့ပြနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လဲသူကဒီ hyperspectral ရဲ့application မှာလည်းပြောထားရပေါ့နော်သူက medical imaging မှာဆိုရင်လည်းသူက identifying tissue types detecting tumor assessing wound healing သူကအဲ့ဒါတွေကိုပို့ပြီးတော့ specifically ကြပို့ပြီးတော့ပြနိုင်တာပေါ့နော်အဲ့ hyperspectral image ကကြတော့အဲ့ဟာကိုအဲ့နဲ့ပတ်သက်ပြီး research လုပ်ခဲ့တာပေါ့နော်အဲ့မှာညီမတို့မှန်းထားဟိုဟာဖြစ်တဲ့အတိုင်းပဲ proof ပြချင်တဲ့အတိုင်းပဲတကယ်လည်း hyperspectral imaging ကရိုး RGB ထက်ဒီ5 retina diseases classification မှာပို့ပြီးတော့effective ဖြစ်တယ်ကောင်းတယ်ဆိုတာမျိုးကိုအဲ့ project ကိုလုပ်ခဲ့တာပေါ့နော်ဒီဟာတော့ပို့ပြီးတော့ဒီ hyperspectral imaging နဲ့ဆိုင်တာကိုဒီလိုမျိုးband selection အဲ့လိုဟာကိုပို့ပြီးတော့တေချာ detail သိချင်ရင်တော့ဒီ paper ကိုဖတ်ကြည့်ဖို့ recommend လုပ်ပါတယ်ဒါဒီဆရာတို့ paper မှာဆိုလို့ရှိရင်သူတို့ကအသေးစိတ်ရှင်းပြထားရဲသူတို့ရဲ့ application safe algorithm အကြောင်းရော software အကြောင်းရောသူတို့ပြီးတော့hyperspectral imaging ကိုဘယ်လိုသုံးလဲဆိုတဲ့အကြောင်းရော detail တေချာဖော်ပြထားတဲ့အတွက်ဒီ paper ကိုဖတ်ကြည့်ဖို့အတွက် advice လုပ်ပါတယ်ပြီးတော့ညီမတို့စပြီးတော့ရောက်တဲ့ချိန်မှာဆိုရင်လည်းဆရာကဘာမှ assign မလုပ်ခင်မှာသူကဒီ paper ကိုအရင်ဆုံးပေးဖတ်ပြီးတော့ဒီ paper ကိုနားလည်အောင်လုပ်ခိုင်းပြီးတော့မှသူက project ကို assign ချပေးရပေါ့နော်အဲ့ဒါဆိုတော့ဒီဟာကိုနားလည်သွားတဲ့အချိန်မှာကိုဒါဆိုလို့ရှိရင်သူကgastro နဲ့ဆိုင်တာလောက်တာပေါ့နော်ညီမဆို retina ဒါပေမဲ့ workflow ကတော့တူရယ်ပေါ့နော်ပြီးလို့ရှိရင်ညီမတို့ lab မှာဆိုရင်တခြားသူတွေဆိုလို့ရှိရင် cancer နဲ့ဆိုင်တဲ့ဟာလုပ်တဲ့သူတွေရှိရယ် cancer မှာမှသူတို့အမျိုးမျိုး cancer လည်းအမျိုးမျိုးရှိတာဆိုတခြား cancer type အမျိုးမျိုးနဲ့သူတို့hyperspectral ကိုသုံးပြီးတော့ညီမလိုပဲလုပ်တဲ့သူတွေလည်းရှိရယ်ပေါ့နော်ဒါကတော့ညီမရဲ့ project အကြောင်းပေါ့နော်ပြီးလို့ရှိရင်တော့ workshop အဲ့မှာညီမ3လသွားတဲ့အချိန်တွင်းမှာညီမတို့ workshop ပဲ join ဝင်ရခဲ့ပေါ့နော်သူတို့ကတော့ Asia Pacific Workshop on Engineering and Innovation လို့ခေါ်တယ်သူကအဓိက mainly ကAsia ဆိုတော့သူ Taiwan ပါတယ် Thai Malaysia အဓိကတော့ဟုတ်တယ်အဲ့3နိုင်ငံပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဆရာ professor တွေကအဓိကသူတို့ရဲ့လုပ်နေတဲ့ research တွေကိုpresent လုပ်ပြရဲပေါ့နော်workshop ဖြစ်တယ်အဲ့ဒါကိုလိုက်တက်ရတယ်ဒီဟာဆိုလို့ရှိရင် smart city development ဆိုတာအဲ့ Taiwan professor တယောက် present လုပ်သွားတာပေါ့နော်အဲ့ work ဆိုလို့ရှိရင်အဲ့ workshop join ရတဲ့အမှာအရန်သဘောကျဖို့ကောင်းတဲ့ဟာပေါ့နော်သူတို့ရဲ့လက်ရှိဆရာကိုယ်တိုင်ကသူတို့ Taiwan ကတကယ် practical research data တွေနဲ့ practical research လုပ်နေတာပေါ့နော်ဥမာသူတို့အမှိုက်ပစ်တာကိုဥမာစီကံရှိဖို့အတွက်ဘယ်လိုမျိုးဒီ technology sensor technology အဲ့လို CCTV camera တွေကိုသုံးပြီးတော့သူတို့ဘယ်လို detect လုပ်နေရဲဆိုတဲ့အကြောင်းလေးသူကအဓိကဒီ AI နဲ့ဆရာကြတော့ AI and sustainability ကိုပေါ့နော်ပေါင်းပြီးတော့လုပ်တဲ့ research တွေကိုလုပ်တာပေါ့နော်အဲ့လိုဆိုသူရဲ့ research တွေကတော့အများကြီးပဲအဲ့ဒီမှာမှအဲ့လိုမျိုး
ဒီအမိုက်ပြတဲ့ဟာကိုဘယ်လိုစီကန်းရှိအောင်သူတို့ဒီ tech လုပ်နေတဲ့technology ကိုသုံးပြီးလုပ်တယ်ဆိုတဲ့အကြောင်းတွေတခြားအများကြီးပဲဘယ်လိုမျိုးပေါ့နော်သူတို့ရဲ့အဓိကလုပ်နေတဲ့ research အကြောင်းတွေနားထောင်ရတယ်ပြီးတော့အဲ့လိုပဲ medical နဲ့ဆိုင်တဲ့ research တွေဆိုရင်လည်းသူတို့present လုပ်တာတွေလည်းအရင်ကောင်းတယ်ပေါ့နော်အဲ့ဒါတော့ဒါ workshop experience ပေါ့နော်အဲ့ workshop ကသူတို့3ရက်လုပ်တယ်3ရက်မှာ workshop topic တွေမတူဘူးပေါ့နော်တရက်အဲ့ဒါ join ဝင်ရခဲ့ရလဲအဲ့ဒါလည်းတကယ်စိတ်ဝင်စားဖို့ကောင်းတယ်နောက်ပြီးတော့ group project ပေါ့နော်အဲ့ရဲ့ internship ကကြတော့သူကဘယ်လိုမျိုးလဲဆိုတော့သူကintern ရောက်ပြီဆိုတာနဲ့သူကproject တွေကို assign ချတယ်သူက all ဟို internship အတွက်လုပ်ရတဲ့ project တွေအကုန်လုံး individual project ပဲသူဆရာကကြတော့ဘယ်လိုညီမတို့ lab ကကြတော့တခြား lab တွေကတော့သူတို့ conference paper လောက်ပဲဖြစ်ရိုးရိုး research work လောက် work done text တွေပြီးမယ်အဲ့ဒါ work done ဖြစ်လို့ရှိရင်အဆင်ပြေရပေါ့နော်ဒါပေမဲ့ညီမတို့ lab ကကြတော့သူက journal အထိပြီးအောင်လုပ်ခိုင်းတယ်ပေါ့နော်journal ဆိုတော့ဒီ experiment တောက်လျှောက်လုပ်ရတယ်လုပ်ပြီးသွားလို့ရှိရင် individual experiment တွေလုပ်တယ်လုပ်ပြီးသွားလို့ရှိရင်ကိုရလာတဲ့ research တွေကိုpublish လုပ်ဖို့အတွက် journal အထိရေးရတယ်ပေါ့နော်အဲ့3လဆိုရင်လည်းကို intern သွားရင်လည်းအဲ့3လအတွင်းအပြီးလုပ်ရတယ်5လဆိုရင်လည်း5လသမားရဲ့အဲ့5လအတွင်းမှာအပြီးပေါ့နော် experiment ကို journal writing ကိုအနည်းဆုံး journal draft version ထိပြီးအောင်ရေးပြီးတော့ submit လုပ်ပေးရတယ်ပေါ့နော်အဲ့ဒါကြတော့မှသူတို့က internship ပြီးနောက်ကြောင်း certificate ကိုgrade ကိုပေးရပါတော့။ဒါပေမဲ့အဲ့ကြားထဲမှာမှညီမတို့ lab ကကြတော့ individual project လုပ်နေတဲ့အပြင်ကိုဆရာဒီ lab မှာဆိုရင်ညီမတို့ lab ကအဲ့ချိန်တုန်းကဆိုintern က12ယောက်ရှိတယ်12ယောက်ရှိတော့သူက3ယောက်စီခွဲပြီးတော့ group project small group project competition ပေါ့နော်ပုံမှန်ညီမတို့အကုန်လုံးကမိဘ medical research တွေပဲလုပ်နေကြတာယောဂတွေမတူတဲ့ယောဂတွေနဲ့မတူတဲ့ image တွေနဲ့ပဲလုပ်နေကြအဲ့တော့ဆီကအကုန်လုံး medical နဲ့မတူတဲ့ research ကိုလုပ်ခိုင်းမယ်ပေါ့နော် group project အနေနဲ့ဆိုပြီးတဲ့အချိန်မှာသူက socketဒီအနီလေးတွေကိုသူက socket လို့ခေါ်တာအဲ့ socket diameter measurement project ဆိုပြီးတော့သူကြီးလိုက်ရင်တော့လွယ်လေးလို့ပဲတကယ်ကအရန်ခတ်တယ်ပေါ့နော်ဘာလို့လဲဆိုဒီနေရာကအဲ့မှာ point ဘယ်လိုထိုးပြရမလဲမသိဘူး pointer သုံးလို့မရဘူး highlight okay မရဘူးထင်ဒီအဲ့သူတို့ရှိမှာဆိုလို့ရှိရင်ဒီပုံမှာဆိုအဲ့ကင်မရာလေးဆင်ထားတယ်အဲ့ဒါကိုသူက depth camera လို့ခေါ်တယ်အဲ့ depth camera ကနေမှသူက real life time ပေါ့နော် life time measurement လုပ်ချင်တာဥပမာအောက်မှာဆိုလို့ရှိရင်socket တွေရှိမယ် socket တွေကလည်းတစ်ခုနဲ့တစ်ခု size မတူဘူးပေါ့နော်ဒီပုံမှာဆိုမြင်ရမလားမသိဘူး socket က32 29 27သူ့ရဲ့ diameter ကလုံးဝမတူ difference ပဲပေါ့နော်အဲ့ဒါကိုမှတစ်ခုချင်းစီကိုဆိုလို့ရှိရင်တော့ဥမာညီမတို့က application ထိလုပ်ပေးရမှာပေါ့နော်အဲ့ camera အောက်မှာချလိုက်ပြီး socket ချလိုက်ပြီးဆိုလို့ရှိရင်အဲ့ socket ကိုတခါရဲ detect လုပ်မယ် detect လုပ်ပြီးသွားလို့ရှိရင်အဲ့ socket ရဲ့ diameter ဘယ်လောက်ဆိုတာမျိုးတခါရဲ measurement လုပ်ပြီးတဲ့ဟာမျိုး project မျိုးပေါ့နော်ဒီ image processing ပဲ base လုပ်ထားမယ် base လုပ်ပြီးတော့အဲ့ဒီ project ကိုပြီးအောင်ရေးပေးရမှာပေါ့နော်ဒီ socket diameter ကိုအမှန်ကန်ဆုံးပေါ့နော်တိုင်းနိုင်တဲ့သူကအဲ့ diameter မှာဆိုလို့ရှိရင်လည်းplus or minus 0.05 ပဲမှားလို့ရမယ်ပေါ့နော်အဲ့ဒီဟာရဲ့အနီးဆက်ဆုံးဖြစ်အောင်socket size တွေကိုတိုင်းနိုင်ရမယ်ဆိုရယ် project မျိုးပေါ့နော်တကယ်အဲ့တုန်းကကြတော့သူကတခုတည်းတိုင်းရင်တော့အဆင်ပြေရပေါ့နော်ဒါပေမဲ့ဒီ project ကလုပ်နေနေမှာအကုန်လုံးကတခြားကို project လဲကိုရဲ့ research individual project တွေကလည်းရှိတော့အကုန်လုံးကပြီးအောင်မလုပ်နိုင်ကြဘူးပေါ့နော်ဘာလို့လဲဆိုများသောအားဖြင့်ကသူကတခု socket တခုပဲဆိုရင်တော့အဆင်ပြေတယ်ဒါပေမဲ့ socket တွေအများကြီးတန်းစီထားပြီးဆိုတဲ့အချိန်မှာကြတော့socket ရဲ့ size တွေလည်းမတူ level တွေကလည်းမတူတော့measurement တွေကမတူတာရှိရပေါ့နော်ဥပမာ socket size ကြီးရဲ့ဟာဆိုလို့ရှိရင်တော့မှန်ပေမဲ့အရန် size သေးသွားတဲ့ဟာဆိုလို့ရှိရင်မမှန်တာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေရှိတဲ့အတွက်ကြောင့်မလို့အဲ့ project ကအကုန်လုံးကလည်းintern တွေအကုန်လုံးကလည်းပြီးအောင်မလုပ်နိုင်တဲ့ကြောင့်သူတို့ကတော့နောက်ဆုံး competition လို့ပြောထားပေမဲ့ result တော့မသိဘူးပေါ့နော်ဒါပေမဲ့ညီမတို့အဖွဲ့ကတော့အနည်းဆက်ဆုံး measurement ကိုအနည်းဆက်ဆုံးတူအောင်တော့လုပ်နိုင်ခဲ့ရပေါ့နော်ဒါကတော့ဆရာကပုံမှန်
ကိုလုပ်နေတဲ့ research တွေနဲ့ကွဲထွက်ပြီးတော့ new idea ရအောင်ဆိုပြီးတော့ဒါ lab အတွင်းမှာပဲ group project competition လုပ်ပြီးတော့လုပ်ပေးတာပေါ့နော် mentor ကအဲ့ဒီရဲ့ socket တွေကိုမှအခြေခံပြီးတော့ဘာ experience ထည့်ရခဲ့လဲဆိုတော့company visit ပေါ့နော် company visit ကဒီ company ကသူကအဲ့ tools တွေကိုထုတ်တာခုနကညီမတို့ measurement လုပ်နေတဲ့အဲ့ tools တွေကိုထုတ်တဲ့ company ကိုပေါ့နော်company visit အနေနဲ့သူတို့ manufacturing process တွေအကုန်လုံးလေ့လာခွင့်ရခဲ့တယ်ဒါပေမဲ့သူတို့ရဲ့ဓာတ်ပုံရိုက်လို့မရတဲ့အတွက်ကြောင့်ညီမဒီလိုမျိုး company ပုံနဲ့ဟိုအားလေးပဲပြထားတာပေါ့နော်အဲ့ company ကကျတော့သူတို့ကဒီ socket တွေရောတခြား tools တွေရောထုတ်တာပေါ့နော်ထိုင်ဝမ်မှာဆိုလို့ရှိရင်သူတို့ရဲ့manufacturing industry ကဒီညီမတို့ကြောင်းရှိရဲ့ကြာကြီးနဲ့သူတိုက်ချုံးဆိုလို့ပြီးတော့မြို့နှစ်မြို့မှာရှိရဲ့ပေါ့နော်အဲ့ဟာရဲ့သူတို့ရဲ့ workflow detail ကိုအကုန်လုံးလေ့လာခွင့်ရခဲ့တယ်အဲ့ဒါတော့ဒီသွားခဲ့ internship ထဲမှာလည်းဒါလည်းကောင်းဟိုလိုမျိုးgood experience တစ်ခုပေါ့နော်ပြီးသွားလို့ရှိရင် lab ကဘယ်လိုတွေကောင်းလဲဆိုတော့သူက lab parties တို့အဲ့လိုမျိုးlab ကlab mate တွေအကုန်လုံးကိုgathering ခဏခဏလုပ်ပေးရပေါ့နော်ပြီးလို့ရှိရင် lab မှာ mentor ရှိရယ် mentor ကနေပြီးတော့အမြဲတမ်းgathering ဆိုလို့ရှိရင်လည်းပုံမှန် weekly meeting တွေနဲ့မတူဘဲနဲ့ gathering ကြတော့တခြားfor example တခြားဘဟုတုတရဆရာတို့တယောက်နဲ့တယောက်ပြန်လဲ sharing လုပ်တာကိုယ်နိုင်ငံအကြောင်းတွေ sharing လုပ်တာအဲ့လိုမျိုးတွေပေါ့နော်ပြီးရင် game တွေကစားကြတာအဲ့လိုမျိုးတွေလည်းလုပ်ပေးရတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ lab mates အချင်းချင်းလဲပို့ပြီးတော့ရင်းနှီးမှုလည်းရတယ်ပို့တယောက်နဲ့တယောက် culture ကိုပြီးတော့ကိုလေ့လာနေတဲ့ဟာရောပြန်လဲ sharing လုပ်ခွင့်ရတဲ့အတွက်အဲ့ဟာလည်းအရင်ကောင်းတဲ့ experience ဖြစ်ခဲ့ပေါ့နော်ဒါကတော့all about ဒီ lab experience ပေါ့နော် lab experience နဲ့ဟိုမှာလုပ်ခဲ့ရတဲ့ research တွေပေါ့နော်ပြောရလို့ရှိရင်ဟို3လအတွင်းမှာexperiment လည်းပြီးအောင်လုပ်ရတယ် experiment လုပ်ဖို့ဆိုတာလည်းဟိုရောက်တဲ့အချိန်မှာ research ကစလုပ်ပြီးဆိုလို့ရှိရင် new research ဖြစ်တဲ့အတွက်literature review လုပ်ရတာဒါအကြောင်းကိုလေ့လာရတဲ့အချိန်ပြီးတော့မှဒါကိုလေ့လာပြီးတော့မှ experiment လုပ်မယ် experiment လုပ်ပြီးတော့မှရလာတဲ့ research ကိုလည်းဂျာနယ်အထိရေးရတယ်ဆိုတော့3လအတွင်းမှာတော့တော်တော်လေးကိုနည်းနည်းခက်ခဲလို့တော့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့တေချာလို့ရင်တော့လည်းအဆင်ပြေပါတယ်ပေါ့နော်ဒီဟာတော့အဲ့လိုတော့ရှိရဲဒါပေမဲ့တကယ် experience ကို project mentor ဆီကနေတော့အများကြီးအကြံဉာဏ်ခေါင်းနေရောအကူအညီရောအများကြီးရခဲ့ရပေါ့နော်lab internship experience research internship experience အပြင်ထိုင်ဝမ်အကြောင်းပြောရမယ်ဆိုလို့ရှိရင်ကြတော့ဘာဖြစ်ခဲ့လဲဆိုတော့အဲ့မှာရောက်နေတဲ့ထိုင်ဝမ်မှာရောက်နေတဲ့အချိန်တွင်းမှာတိုင်ဖုန်းဖြစ်တာပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တိုင်ဖုန်းကဟိုလိုမျိုးငငယ်တော့မြန်မာပြည်မှာဆိုနာကစ်အဲ့ဟာကိုကြုံပြီးအရန်ငယ်သေးရပေါ့နော်ဒါပေမဲ့တိုင်ဖုန်းဆိုတဲ့အချိန်မှာတငယ်ချင်းတွေကိုမေးကြည့်တဲ့အချိန်မှာ तू ကတော့အရင် serious မဖြစ်ဘူးပေါ့ဆိုတဲ့အချိန်မှာစိတ်ထဲမှာအဲ့လောက်ထိserious ဖြစ်မယ်လို့မထင်ထားဘူးပြီးတော့အဲ့ရတိုင်ဖုန်းစမတိုက်ခင်ညမှာလဲရင်ရက်တွေကခီးထွက်ပြီးခီးကနေအောင်မှပြန်ရောက်တာည10:00နာရီလောက်မှပြန်ရောက်တယ်ထင်တယ်အဲ့ဒါလဲပြီးတော့12နာရီလောက်မှာတိုင်ဖုန်းစတိုက်တာ3နာရီလောက်ပဲကြာတယ်အဲ့မှာတိုက်တာညီမတို့မျိုးကအဲ့တစ်ခေါက်တိုင်ဖုန်းဖြစ်တဲ့အချိန်မှာအများဆုံးပျက်စီးရမျိုးဖြစ်သွားတာပေါ့နော်ညီမအဲ့ကျောင်းမှာနေတဲ့မျိုးကအဲ့နောက်နေ့မနေ့ပြင်ထွက်တဲ့အချိန်မှာတစ်ပင်တွေအကုန်လုံးကြီးပါလဲတာရောကျိုးတာရောဖြစ်နေတော့လုံးဝအဲ့ဒါထိုင်ဝမ်အမေ experience တွေမှာလည်းအဲ့တိုင်ဖုန်း experience ကအလုံးဝအမှတ်တရပဲပေါ့နော်တခြားလုံးကြီးပါတစ်ပင်ကပင်စီကနေလဲနေရရောဂိုင်းတွေကျိုးကြအဲ့လိုမျိုးအများကြီးပဲအပျက်စီးအများကြီးပဲဖြစ်နေတာပေါ့နော်အဲ့ဒါတော့ဒါအမှတ်တရထည့်ထားတာပါပြီးတော့ညီမအနေနဲ့ပြောရမယ်ဆိုရင်သွားခဲ့တဲ့ lab ကအရန်ကောင်းတဲ့ lab လို့ပြောလို့ရတယ်ပေါ့နော် lab mate တွေချင်းချင်းကလည်းစီးလုံးကြရဲဒါပေမဲ့ညီမတို့ lab ကအဓိကအဖြစ် Indian တွေများရဲပေါ့နော်post doc ညီမတို့ project mentor လုပ်ပေးရဲ့ဒီညီမတို့ professor ရဲ့တပည့်ပေါ့နော် PhD post doc ကလည်းIndian ပဲပေါ့အဲ့လိုဆိုတော့ HCR ကနေပြီး connection တွေနဲ့ရောဆိုတော့ Indian intern တော့များတယ်ဒါပေမဲ့အကုန်လုံးကစီစီလုံးလုံးနဲ့ key တွေထွက်ကြတယ်lab အလုပ်တွေလည်းရှိရပေါ့နော်အဲ့လိုဆိုတော့အဲ့ထိုင်ဝမ်မှာဆိုလို့ရှိရင်လုံးဝအလဲအတင်ဆုံးကအာလီရှန် forest ရပြီးတော့ Salmon Lake ရအဲ့ဒါတော့လုံးဝလေအရန်သွားလဲတဲ့နေရာပေါ့နော်အဲ့ဒါနှစ်ခုလုံးလည်းသွားခွင့်ရခဲ့ရအရန် good experience ပါပဲSo this is all about my Taiwan
research intern experience ပေါ့နော်သိချင်တဲ့မိကွန်းတွေရှိလို့ရှိရင်မေးလို့ရပါတယ်ညီမအများကြီးတော့မပြင်ဆင်ထားဘူးပေါ့နော်ဒါပေမဲ့သိချင်တဲ့မိကွန်းရှိရင်အကုန်လုံးကိုဖြည့်ပေးပါမယ်ရှင်ကျေးဇူးတင်ပါတယ်အခုလိုexperience တွေ share ပေးတာကျေးဇူးတင်ပါတယ်အဲဆိုရင်ကျွန်တော်တို့ကိုလေထွန်းစံတိုင်းပေါ့နော်question and answer session လေးပေါ့နော်မေးချင်တာလေးရှိရင်လည်းမေးလို့ရတယ်ဒီ Taiwan experience နဲ့ပတ်သက်ပြီးပေါ့နော်ဟုတ်ဘယ်လိုပြောမလဲပြောရတွေကresearch ဘိုင်းတွေတွေနဲ့ဆို technical ဘိုင်းတွေပုံများတော့ဗာမေးရမှမသိဘူးဟုတ်တယ်အဓိကလည်းဟိုလိုမျိုးသူ့ရဲ့ဟိုဟာလေရောက်ထဲကအရင် technical တော့ဆန်တယ်အဲ့ဒီဟိုလိုမျိုးhyperspectral image ကပုံမှန် image processing နဲ့တော့တိတ်မတူသူကနည်းနည်းပို့ပြီး advanced level သွားတဲ့ဟာဆိုတော့လေတခုသူတို့မမေးရင်တော့ကိုလည်းသိချင်လို့လေဘာလို့ဆိုအဲ့ထိုင်ဝမ်ကလည်းနည်းနည်းလေးကို PhD study something solution အဲ့ဘက်ကိုတော့နည်းနည်းလေးတွေးထားတော့အဲ့ဘက်ကprofessor တွေနဲ့relation nature ကိုမထိုင်းနေဆိုရင်ဘယ်လိုမျိုးကွာခြားတယ်လဲတပုံစံနဲ့ပဲလားအတူတူပဲလားထိုင်းဆိုရင်okay အဲ့ဆိုရလိုက်တော့မနော်အဲ့ဆိုတော့ဆက်ဖြေပြပါအောင်အဲ့ဆိုရလိုက်တာဆိုတာအဆင်ပြေရပေါ့နော်အဲ့ဟာရဲ့ experience အဓိကညီမရဲ့သဘောကဘယ်လိုလဲဆိုတော့ Taiwan ကို research အတွက်သွားရဆိုတာကဒီ Thai နဲ့ညီမရဲ့ idea တူတူပဲပေါ့နော် Thai ရဲ့ advisor တွေနဲ့လှုပ်ရတဲ့ working nature နဲ့Taiwan professor တွေနဲ့လှုပ်ရတာဘယ်လိုကွာခြားလဲပေါ့နော်ဥပမာဆိုလို့ရှိရင်ညီမမှာဆိုရင်ဂျပန်က professor တွေနဲ့ဆိုဒီ SID မှာဆို annual workshop ရှိတယ်အဲ့တော့ဆိုတော့အဲ့ချိန်ဆိုလို့ရှိရင်ဂျပန် professor တွေနဲ့အလုပ်လုပ်ရအဲ့လိုဆိုတော့ဂျပန် professor တွေကဘယ်လို style ရှိရဲဘယ်လိုမျိုး Thai professor တွေနဲ့ဆိုဘယ်လိုကွာရဲဆိုတာမျိုးလေ့လာခွင့်ရထားတဲ့အတွက်ဥမာ expectation ကTaiwan သွားတဲ့ခါကျရင် Taiwan professor တွေရဲ့အလုပ်လုပ်တဲ့ nature ကိုလေ့လာခွင့်ရပြီးတော့ဒါပေမဲ့one bad experience က Taiwan ရဲ့ professor နဲ့လုံးဝမတွေ့ခဲ့ရအောင်တခါမှဘယ်လိုနဲ့ပဲတွေ့ခဲ့ရလဲဆိုတော့သူ့ရဲ့အောက်မှာဆိုလို့ရှိရင်postdoc student ရှိရပေါ့နော်အဲ့ postdoc student ကနေပဲအကုန်လုံးကို control လုပ်တယ် project mentor လုပ်တယ်ပေါ့နော်ဒီ project meeting တွေအကုန်လုံးအစားသူပဲလုပ်တာဆရာကတော့သူအလုပ်တော့နေနေရှုပ်တယ်ဘာလို့လဲဆိုသူ့မှာကိုယ်ပိုင် company လည်းရှိရဲသူက professor လည်းလုပ်နေရဆိုတော့ဆရာအရင် busy ဖြစ်တယ်ဆိုပြီးတော့သူ့ရဲ့ postdoc ကပဲအကုန်လုံး control လုပ်တာပေါ့နော်အဲ့လိုမျိုး project နဲ့ဆိုင်တာတွေရောအဲ့ဒါအကုန်လုံးဆိုတော့အဲ့ဟာတော့ one bad experience ပဲဒါပေမဲ့mentor ကမကောင်းလားဆိုရင်မဟုတ်ဘူး mentor ကအခု world top 2% scientist ထဲမှာအစာဝင်နေပြီပေါ့နော်အရန်တော်တယ်အဲ့လိုမျိုးဒါပေမဲ့ Indian ပေါ့နော်သူကကြတော့ဆရာအရန် strict ဖြစ်တယ်သူပြီးတော့အရန်အလုပ်ခိုင်းတယ်ရန်လောက်ခိုင်းတယ်သူ့ရဲ့ expectation ကလည်းအရန်ကြီးရယ်ပေါ့နော်ဥမာဆိုလို့ရှိရင် channel မပြီး3လအတွင်း channel ကအစပြီးရမယ် channel draft မပြီးလို့ရှိရင်ဒါနည်းရဲ့ internship ပြီးရလို့မခေါ်ဘူးပေါ့နော်အဲ့လိုမျိုးကအစားလုံးကတစ် lab လုံး stress နည်းနည်း stress ဖြစ်စီရယ်ပေါ့နော် lab member တွေအကုန်လုံးကိုလည်းမေးလိုက်လို့ရှိရင် intern တွေအကုန်လုံးကအဲ့ဒါအတွက်အရန် stress ဖြစ်ကြတယ်ဒါပေမဲ့လည်းသူ့ရဲ့ကိုလိုချင်တဲ့ဥမာအကြံတောင်းတယ်ဒီဟာဒီလိုဖြစ်နိုင်လားဒါကဒီလိုဖြစ်တင်လားအဲ့လိုမျိုးဆိုလို့ရှိရင်သူ့ရှိမှာ knowledge တွေအများကြီးရှိတယ်သူပေးရဲ့အကြံကိုတိုင်းကိုသာလိုက်လို့လို့ရှိရင်အဲ့လိုမျိုးသူပြီးတော့သူနဲ့ discuss လုပ်လိုက်လို့ရှိရင်တခုကိုဘာဆက်လုပ်ရမလဲဆိုတာချက်ချင်းသိသွားတယ်အဲ့လိုဆိုအဲ့ဒါကတော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့အကူမေးရဲ့မိကုန်းအတွက်ကတော့အဲ့ experience မသိခဲ့ရဘူးဘာလို့လဲတွေ့ခဲ့
ဒါပေမဲ့ဟိုလိုမျိုးအဲ့ workshop join တာတခုကကြာ workshop မှာကြာတော့တချို့ professor တွေက present လာလုပ်တယ်ပေါ့နော်အဲ့တချို့ professor တွေရဲ့သူအဲ့ညီမခုနပြသွားတဲ့အဲ့ smart city နဲ့ဆိုင်တဲ့ဟာကိုလုပ်သွားတဲ့ professor ဆိုလို့ရှိရင်တော့အရင်ကောင်းတယ်သူ့ research တွေကလည်းကောင်းတယ်သူ့ရဲ့ဟို personal ကျောင်းသားတွေနဲ့ဆက်ဆံတာဘယ်လိုဖြစ်မလဲမဖြစ်ပေမဲ့သူ့ရဲ့ research အဲ့လိုမျိုးလုပ်ထားတဲ့ဟာတွေပြီးတော့သူအဲ့ research ပေါ်မှာသိတာလည်းအရင် detail ဆန်တယ်ဆိုတော့အဲ့လိုမျိုး professor နဲ့ဆိုလို့ရှိရင်အလုပ်လုပ်ရရင်တော့ပို့ပြီးတော့လေးလာခွင့်တွေအများကြီးရမယ်လို့ထင်တယ်ဟိုလေဒီတိတ်တယ်ဟိုမေးမဲ့လူရှိရင်တော့ဟိုလေလက်ထောင်ပြီးပဲဖြစ်တော့မေးလို့ရတယ်နော်ဟိုလေကျန်တော့နည်းနည်းတော့ကြံသေးလို့လေကိုလည်းကိုကတော့ကိုဟိုစိတ်ထဲမှာမေးချင်နေတာလေးနှစ်ချက်ကရှိသေးတယ်တစ်ချက်ကကြတော့ဟိုလေညီမအဲ့ထိုင်ဝမ်ရဲ့ဟိုဘယ်လိုပြောမလဲဥမာထိုင်းမှာလို့ပေါ့ထိုင်းမှာဆို international accept ကဘယ်လိုပြောမလဲတိတ်အရန် accept international ဆိုတဲ့ဆန်ကိုမြန်မာ community ပုံစံဆိုသူနည်းနည်းလေးကို discriminate လုပ်တဲ့ပုံစံမျိုးတွေပါတယ်နည်းနည်းရှိတတ်တယ်ကွာထိုင်းရဲ့ nature ဆိုလို့ရှိရင်ဆိုချင်တဲ့ international တို့ accept လုပ်တဲ့အချိန်မှာဥမာ Asian ဘလို့ deal လုပ်လဲပေါ့နော်ဆိုလို့ချင်တာဥမာ Asian ဆိုရင်တစ်မျိုး Western ဆိုရင်တစ်မျိုးမြန်မာဆိုရင်တစ်မျိုးအဲ့လိုမျိုး deal လုပ်တဲ့ design ပေါ့နော်အဲ့ဟာကိုကောဘလို့ယူစတယ်လဲဒါတစ်ချက်ပေါ့နော်နောက်တစ်ချက်တစ်ခါလည်းမေးလိုက်တော့မယ်နော်ဒါပြီးရင်တော့အကယ်၍ဆက်မေးရလို့မရှိရင်တော့ကိုတို့ဒီမှာရက်လိုက်ကြမယ်လေနောက်တစ်ခုကကျတော့ဒီလိုထိုင်ဝမ်ရဲ့ဟို education status လို့ပြောမလား system လို့ပြောမလား system ကိုညီမရဲ့ personal တွေ့ခဲ့တဲ့ကြုံခဲ့တဲ့ခါရပေါ့နော်ကိုစားတော့အခုလည်းအခုထိုင်ဝမ်စိတ်ဝင်စားတော့ရှောက်တော့ဖတ်ဖြစ်နေတယ်ကွာဒါပေမဲ့ဟိုညီမရဲ့ personal experience ကဘယ်လိုမြင်လဲပေါ့နော်ဒီ education system ဟို higher education ကိုပြောချင်တာပေါ့နော်ညီမဟိုအခုတွေ့ခဲ့တဲ့ဟာမျိုးလေးပေါ့နော်အဲ့နှစ်ချက်လေးတစ်ချက်မေးချင်တယ်ကျေးဇူးပါညီမဟုတ်ပထမအချက်အနေနဲ့ဆိုလို့ရှိရင်တော့ညီမအမြင်မှာတော့အဲ့လိုမျိုး western နဲ့ပဲဖြစ်ဖြစ် asian နဲ့ပဲဖြစ်ဖြစ်အဲ့လိုမျိုးအရန်ခွဲခြားတာမတွေ့ကြရဘူးဒါပေမဲ့မတွေ့ကြရဘူးဆိုတာကလည်းအဲ့သွားတဲ့အချိန်မှာညီမကျောင်းသွားတဲ့အချိန်သွားပြီးတော့ intern သွားတဲ့အချိန်မှာသူတို့ရဲ့ summer holiday နဲ့လေ summer holiday ကညီမရောက်ပြီးတော့ရက်20လောက်ကြာတဲ့အချိန်မှာသူတို့ summer holiday ဖြစ်သွားတော့အများသောအားဖြင့် intern လာတာကြတော့ Vietnam ရှိမယ် Indian တွေရှိမယ်အဲ့ထဲမှာညီမ very first ညီမ Burmese ဖြစ်မယ်ထင်တယ် laptop ဆိုရင်တော့ very first Burmese တဲ့ပြီးတော့သူတို့ intern အတွက်ဆိုလို့ရှိရင်လည်းလုံးဝမတွေ့ခဲ့ရအောင်တရားမှမြန်မာအောင်မှမသိလို့ပဲရှောက်တာလားအဲ့လိုမျိုးထိုင်ဝမ်ကိုသဘောမကျလို့ပဲရှောက်တာလားဘယ်လိုကြောင့်လဲတော့မသိဘူးဒါပေမဲ့တခြား university တွေမှာရှိတာတော့မသိဘူးအဲ့ညီမသွားတဲ့ university မှာတော့မြန်မာတယောက်မှမတွေ့ခဲ့ဘူးအဲ့ဟိုဟာဆိုလို့ရှိရင်ကြတော့ western ကကြတော့ညီမတို့ lab မှာတယောက်ရှိရပေါ့နော်ရှိရဒါပေမဲ့အဲ့လိုခွဲခြားတာတော့အဲ့လိုတွေ့ကြရအောင်ပေါ့နော်များသောအားဖြင့်ညီမတို့က lab မှာပဲအချိန်ကုန်တာများလို့ပဲလားဒါပေမဲ့အပြင်ထွက်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းများသောအားဖြင့် Taiwanese တွေကအရင် helpful ဖြစ်တယ်အရင်ကူညီပေးရတခုခုဆိုလို့ရှိရင်ညီမအတွက်ဆိုရင်တော့အရင် impress ဖြစ်စီရလို့ခံစားရတယ်အဲ့လိုမျိုးတခုခုမသိရရှိလို့သွားမိရပဲဖြစ်ဖြစ်အဲ့လိုမျိုး Google Translate နဲ့သုံးနေပေမဲ့သူတို့အရင်ကူညီပေးတတ်တယ်ပေါ့နော်ညီမအတွက်တော့အကုန်လုံးအဆင်ပြေခဲ့ပြီးတော့အဲ့လိုမျိုးဟာနဲ့ပတ်သက်ပြီးတော့လည်းမတွေးခဲ့ရဘူးနောက်တစ်ခုကကြတော့higher education နဲ့ဆိုင်တာကြတော့ lab experience ကိုပဲရှင်းကြည့်ရမယ်ဆိုလို့ရှိရင် research experience lab experience ကိုပဲရှင်းကြည့်ရမယ်ဆိုလို့ရှိရင်ညီမအနေနဲ့ဆိုရင်တော့ Thai ထက်ပို့ပြီးတော့ Taiwan ရဲ့ experiment တွေresearch တွေကပို့ပြီးတော့ advance ပို့ဖြစ်တယ်လို့ထင်တယ်သူတို့အခုလုပ်နေတဲ့ဟာတွေဆိုလို့ရှိရင်ဘာလို့လဲဆိုဒီအခုညီမလုပ်တဲ့ hyperspectral imaging ဆိုလို့ရှိရင်သူတို့ပုံမှန်hyperspectral ဒီ camera တွေနဲ့ detect လုပ်ပြီးတော့ယူရမယ်ဆိုရင်ဒါ image တွေအများကြီးရဖို့လည်းခက်တယ်သူတို့ကအဲ့ဒါကြောင့်မလို့သူတို့ရဲ့ဟာဘာလုပ်လိုက်လဲဆိုတော့သူတို့အဲ့ algorithm ကိုသူတို့ကိုယ်တိုင်တိဆောက်လိုက်တာရိုးရိုး RGB image ကနေပြီးတော့ဒီ algorithm ကိုပဲဒီ software ကိုပဲသုံးပြီးတော့ဒီ hyperspectral image ဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတာမျိုးသူတို့က software တိဆောက်လိုက်တဲ့အတွက်သူတို့တော့အရင်လွယ်သွားတယ်အဲ့ဟာကိုရထားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ် RGB image လာဘယ်ယောဂဥပမာ cancer image တွေ cancer ဆိုရင်CT image တွေပဲဖြစ်ဖြစ် ultrasound image တွေပဲဖြစ်ဖြစ်finance image တွေပဲဖြစ်ဖြစ်ဘာတွေပဲလာသူတို့ကဒီဘက်ကို software သုံးပြီးတော့ပဲသူတို့က convert လုပ်တော့မှာဟို hyperspectral image camera မလို့တော့ဘူးအဲ့လိုကြောင့်တော့သူတို့က research ကပို့ပြီးတော့များလုပ်နိုင်တယ် research field area ကိုအများကြီးသူတို့က product လုပ်လိုက်နိုင်တယ်အဲ့လိုဆိုတော့သူတို့ရဲ့အဲ့လို idea ကအရင်ကောင်းတယ်လို့ထင်တယ်ဘာလို့လဲအဓိကသူတို့က main key ကိုအရင်လုပ်လိုက်တာသူတို့မှာဒီ
ဒီ software ရှိသွားတဲ့အတွက်ကြောင့်မို့အဲ့ကြောင့်မို့လေသူတို့ကဒီ software ကို intern တွေကိုလည်းပေးမတော့ဘူးလုံးဝသူတို့ရဲ့ CR ရဲ့ set ထဲမှာပဲရှိရ confidential ပဲဒါအဲ့ဟာကိုပဲဒါပေမဲ့သူတို့က instruction ပေးတယ်ကိုကဘယ်လိုပေးရတယ်ဒါပေမဲ့ image တွေကို convert လုပ်တာကို CR ပဲလုပ်ပေးရအဲ့လိုကြောင့်မလို့သူအဲ့ကြောင့်မလို့ညီမဆိုရင် retina only လုပ်တယ်တခြားသူဆို cancer ကိုမှဒီယောဂလုပ်တဲ့ဟာရှိရဲနောက်stomach ရှိရ breast cancer ရှိမယ်အများကြီးပေါ့နော်ပြီးရင်ဆရာဒီ medical မဟုတ်ရင်လည်းသူ pollution နဲ့ဆိုင်တဲ့ image တွေဆိုလည်းဒါသူတို့ကအဓိက main key point ကိုသူတို့က software နဲ့ရထားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကဘယ် research field ဆိုသူတို့ကလုပ်နိုင်သွားပြီပေါ့နော်အဲ့လိုမျိုးဆိုအဲ့ရဲ့ key point တစ်ခုနဲ့သူတို့ရဲ့ဒီ research ကအရင်ရှေ့ရောက်နေဆိုတာကိုသိတာတယ်ဘာလို့လဲသူကအဓိက main key point ကိုသူကအရင်လောက်လိုက်တဲ့အတွက်ကြောင့်မို့တခြားဟာတွေသူတို့plan ဖို့အတွက်အရင်လွယ်သွားတယ်ပေါ့နော်တခြား lab တွေကိုတော့တိတ်မသိပြင်မဲ့ဒါပေမဲ့တခြားတငယ်ချင်းတွေရှိရပြန်ကြားတလို့ဆိုလို့ရှိရင်လဲ lab support တွေကအရင်ကောင်းတယ်ပြီးတော့သူတို့ရှိမှာဆိုရင် lab ဥမာ chemical တို့ biochemical တို့နဲ့ဆိုင်တဲ့ဟာတွေဆိုလို့ရှိရင်အရင် strict ဖြစ်တယ် lab ဝင်ဖို့အတွက်ပုံမှန်ဆိုရင် time မှာဆိုရင်အဲ့လိုမျိုးတငယ်ချင်းတွေ chemical engineering တို့ဘာလို့တငယ်ချင်းတွေရှိရသူတို့ lab လုပ်ဖို့အတွက်အဲ့ lab ကိုစဝင်လို့ရှိရင် exam တွေဘာတွေမရှိဘူးဒါပေမဲ့ဟိုမှာကျတော့ intern တာမှာ intern student ပဲတငယ်ချင်းက biochemical နဲ့လာတာ biochemical နဲ့လာတာကိုသူကအရင်ဆုံးသူတို့လေ့လာခိုင်းတဲ့စာအဲ့လိုမျိုးဟာတွေရှိရပေါ့နော်အဲ့ဒါကိုလေ့လာပြီးတော့ exam ဖြေသူတို့ပြောထားတဲ့အမှတ်ရဲ့ဥမာ80 above ဆို80 above 90 above ဆို90 above အဲ့ဒါရတော့မှအဲ့လူကဒီသူ့ရဲ့ intern အတွက် research ကိုအဲ့ lab မှာလုပ်ခွင့်ရတာမဟုတ်ဘူးဆိုလို့ရှိရင်မရဘူးအဲ့ဒါဆိုသူ့ရဲ့ intern တစ်ခါရဲ့ field ဖြစ်တာအဲ့လိုမျိုးဆိုတော့သူတို့ကအဲ့လိုမျိုးဒီ laboratory နဲ့ဆိုင်တဲ့ဟာတွေဆိုလို့ရှိရင်လည်းအရန်ကိုသူတို့က strict ဖြစ်တယ်တငယ်ချင်း PhD တငယ်ချင်းရှိကနေကြားတာဆိုလည်းအဲ့လိုပဲသူဆိုလည်း chemistry ဘက်ကပေါ့နော် chemistry ဘက်ဆိုလို့ရှိရင်သူဆို PhD ဒါပေမဲ့စရောက်တဲ့အချိန်မှာသူလေ့လာရတယ်အဲ့လိုမျိုး exam အတွက်ပြင်ဆင်ရတယ်သူဆိုရင် PhD student ဖြစ်တဲ့အတွက်ဒါသူအဲ့ lab ကို laboratory ပစ္စည်းတွေကို2နှစ်3 4 5နှစ်3 4နှစ်လောက်သုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူဆိုစာမွေးက step တစ်ခုလည်းမဟုတ်2ခု3ခုအဲ့လိုမျိုးဖြေရတာလည်းရှိရဲပေါ့နော်အဲ့ဒါတွေအကုန်လုံး pass ဖြစ်တော့မှသူတို့က lab လုပ်ရတယ်ဆိုတော့သူတို့ဟာပို့ပြီးတော့ detail ကြတယ်ပြီးတော့သူတို့ research ကပို့ပြီးတော့ရှေ့ရောက်တယ်လို့ခံစားရတယ်ဒီ3လအတွင်းမှာလေ့လာခဲ့ရတယ်လို့ဆိုရင်ဟုတ်ကျေးဇူးပါအဲ့ဆိုလို့ရှိရင်လေဟိုမေးပါဗျာဟုတ်ဘယ်လိုလဲမသိဘူးတန်းထွက်လာโอเคအဲ့ဆိုမမေးဘူးနဲ့တူတယ်နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့စကားဝိုင်းလေးကိုပေါ့နော်ဒီမှာပဲကျွန်တော်တို့အဲ့ဆိုတစ်ချက်ရနာလိုက်ကြမယ်လीနော်ဟုတ်ကျေးဇူးတင်ပါတယ်ညီမလေးနော်အားလုံး bye bye အဲ့ဆို